တင်တဲ့အတွက်အခုခုနတော့ညာနေပဲဒီအမ်းထားတာခုဒီရောက်ပါပြီနေပဲဟိုပါညာချက်ညာပါအဲ့ဒါကြောင့်မို့ထဲမှာလည်းကျွန်တော်ဖူးနေကြဖူးရတော့တိုင်းလို့ပါဘာဖြစ်သွားတာလဲငါရှောင်းတော့အေးရောက်လာတာနာနေတော့ခဏရှောင်းဒါနေ့ကတော့ခဏလေးပါဘလို့ pro ထဲမှာကျွန်တော် pro ပြုကြောတာမနေ့စနေနေ့ကမစားစောတာပဲ90ဖြစ်သွားပါပြီကြော်တော့မကြော်သွားပါပြီဟိုကတော့လည်းပဲမှတ်တာမဟုတ်ဘူးဒီဟာကျွန်တော်ဒီပိုင်း2အပိုင်း2ဆွဲမှာပါဒီကြားကြနိုင်ဟိုဟာဒီမဟုတ်ပါဘူးဟိုနေဟိုဟာနေရတော့အများကြီးရောက်လို့ပါကျွန်တော်အပိုင်း7နေရောက်ဆွဲမှာပါအများကြီးဆွဲမှာပါဘယ်လောက်ရှိရောက်လဲကြည့်ပါဦးဒါ next ဆိုရအောင်မှာကြားတာတော့ဆောက်ပါတော့ဝင်းဟာဒီရတော့လောကတည်ကြိုက်ရင်တော့ဆိုရင်တော့ဆိုရင်ဒီ profit လျှော့တာဟိုဟာlevel 2006ပါဒီရမှာတောက်တာတန်းထန်လာရတာဟိုမှာဘောရဲဝင်ပြီးတော့နမရတော့တက်ဦးတကူ3တိုးပဲလျှော့လိုက်ရတာကြားတာကျွန်တော်ချမ်းလာရင်စီတူပါတင်ပြပါဒီရောက်ပဲကြီးတာအလို့တော့ဆိုသူစီတာပိုင်းရတယ်ရှင်စားရရပါပြီပြင်ပြီးဖွင့်ထားတာတစ်ချက်ဆန်းဟုတ်တယ်ဟိုညနားလုံးမတတ်တော့ပါဘူးအဲ့တော့ရှိသူကနာတာလားဟာမတမာကြီးနဲ့ဒိုင်းမွန်နေရှာဒိုင်းမွန်ရဲ့စမုတ်ရဲ့ဘေးကပူတော့တယ်ဘင်းပရာကတော့အနွေမဆိုင်တို့ဖန်နဲ့ဟုတ်ပါတယ်ဒီဖန်ဟုတ်အဲ့ဟိုတော့ရတော့ရပါဘူးတော်ရီမတော့အဲ့ဒါနဲ့ဆဲဖက်တာလေပြင်းတော့ရမယ်
အိုးအိုးချက်အနုနိုင်နဲ့နေတာနဲ့ဆိုင်နိုင်ကွယ်ရာလေးကကျောင်းမင်းဒီတော့တွေးမိသေးนะဒီချက်ဦးတွေးမိသေးนะနှုတ်ပါအောင်သွားတော့ချက်အောင်နာရှာမယ်นะတွေးပြောင်းနေတော့အဲ့ကျန်ပါမှာထဲတယ်နေမရှိဆိုတော့အဲ့အထဲထဲပေါ်တော့ဟောတဲ့ချက်ပါနဲ့ဟောအေးဒါနာတက်မယ်ရှိဝါပေါ်တက်မှာလည်းဘာတော့နားလေးမှာတော့အေးပါနော်အဲနိုင်မင်းတို့ချက်ပုံးလေးဦးနာချက်ပုံးလေးဦးနာချက်ပုံးလေးဦးနာချက်ပုံးတော့လေတောက်တယ်ပြာနာဘာလို့အနုကြီးဖြစ်သွားတာတော့အမဖန်တယ်ဒီမှာအမဖန်တယ်တို့တရားနောက်ဆုံးတော့ပြီးသေးပါဘူးဗီဒီယိုလေးကတော့ဒီနောက်ပါပဲအားလုံးပဲ like and subscribe လုပ်ပေးကြပါဒါပါပဲ